လာလို့ဒီမှာလာငယ်မလား တို့ကြတော့ဘာလို့မမေးလဲတို့ကြတော့ဘာလို့မမေး မေးမယ်လေဒီမှာမေးတော့မယ်လေလို့မေးတော့မယ်ခလေးစီပါအော်စီပြီနေမလျောက်စီလဲ နင်တရားမ တယောက်ပဲလင်းတယောက်ပဲယူပြီးတော့ချီရအကြီးမပဲလင်းမရတော့တယောက်ရလား အဲ့တော့တက်တာ14နှစ် အော်တယောက်ရ ဒါ3ရ အော် ဒါက73နှစ်ပြည့်ပြီ ဟုတ်ကဲ့ဟုတ်လားတဲ့လားဟောတဲ့ရှင်းလင်းတယောက်ပဲယူတော့အော်ဟုတ်လားတော်ပြီတော့တယောက်ပါအော်တော်ပြီတဲ့နော်မသေးမဆုံးသေးဘူးပေါ့ဂွေးချစ်လားအမ तू ကဂွေးမုန်းတယ်တဲ့သွေးဆုံးပြီး तू ဂွေးမုန်းတယ်ဆိုတော့ကျမသွေးဆုံးတယ်ဆိုမှကျမဂွေးမမုန်းရှင်းဂွေးမုန်းလားအဲ့တော့အော်ဂွေးချစ်တာရှင်းဂွေးချစ်လား အသေးပေးတာ အော်အသေးပေးတာဆိုတော့ဂွေးချစ်တာမဟုတ်လားနည်းနည်းပါပါပေါ့အဲ့ဒီလာကောင်းလားညီမလေး ဒီကမကောင်း မကောင်းပါဘူးလို့ ယူပြီးဆိုတော့ မကောင်းလည်းယူရတယ်ပေါ့အော်မကောင်းလည်းယူရတယ်အော်မကောင်းလည်းပေါင်းကျမလင်းယူတာကောင်းတယ်နော်ရှင်းလင်းယူတာကောင်းလား ကောင်းလို့တက်လေးနေပြီလေအဲ့ဒါတက်တယ် အာကောင်းလို့ဆက်လေးနေစီပြီခလေးတော့3កောင်ရနေပြီပေါ့အာမလေးဖရဲယူကြ 3ရ သား3ရောက်သား3កောင်ရှင်းအောင်ဟိ တရားပဲသားလေးတရား ဟောသားလေးတယောက်ဟဲ့ရှင်တို့ကသားတွေပဲဟောရှင်တို့အမျိုးကသားတွေများတယ်နော် သမီးမရအဖေမွေးတာဖေတို့ရမေမွေးတာတားရွက်9ရဒီ9ရတာတော့မွေးမှသမီး9ရမွေးတာ အော်ဖေ အဲသမီး 9ရောက်နဲ့9ရောက်ဆို14ရောက်ဟဲရှင်တို့အဖေမေလုံနိုင်တယ်ဟေးအလုံးမစီအဲ့ဒါပဲလှုပ်ထိုင်လှုပ်ဟုတ်လား အဖေနဲ့မေမွေးတာမမရှိရ ဟောရှိရောက်အေးဖေညီမလေးအလုံးမစီရခလေးတွေပဲထိုင်လှုပ်နေနော် ဖေတို့